အိုနာနာကိုဘယ်သူမှမမြင်ကြတော့ပါဘူး။မန်ချက်စတာယူနိုက်တက်ရဲ့ပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်တွေကပထမဦးစားပေးဖြစ်တဲ့အရာကတော့ဂိုးသမားနေရာပါ။လက်ရှိမှာတော့အတန်နေငြိမ်နေရဲဆိုပေမဲ့တိုက်စစ်မှုနေရာကိုပဲအသေးအတန်ဖမ်းနေတာမျိုးမဟုတ်ဘဲနဲ့ဂိုးသမားနေရာအတွက်လည်းစဉ်းစားနေတဲ့ယူနိုက်တက်ပါ။နိုင်ပွဲတစ်ပွဲရဖို့အတွက်အသင်းလိုက်စွမ်းဆောင်ရည်ကောင်းတွေလိုအပ်တယ်လို့ရင်းချက်တည်ငြိမ်တဲ့ဂိုးသမားတစ်ယောက်ရှိခြင်းကလည်းအသင်းအတွက်အလွန်အရေးပါပါတယ်။အန်ဒရီအိုနာနာကမတည်ငြိမ်တဲ့လက်စွမ်းတွေများပြားစွာကျူးလွန်မိတဲ့အမှားဒဏ်တွေကိုမန်ယူနီနဲ့တရားသီလုံးလှိမ့်နေအောင်ခံနေခဲ့ရပါတယ်။အဲဒါကြောင့်အိုနာနာကိုရရစည်းနဲ့ရောင်းထုတ်ဖို့ပြင်ဆင်နေကြပြီးတော့ sorry လီကိုပြောင်းရွှေ့ဖို့အတွက်အိုနာနာအတွက်ကံကြမ္မာများနေခဲ့ပါပြီ။ဒီဂိုးသမားနေရာအတွက်မန်ယူနိုက်တက်ကအစားထိုးခြင်းနေတဲ့ဂိုးသမားကတော့အီမီဂိုမာတီးနက်စ်ပါ။ကမ္ဘာဖလားချန်ပီယံအာဂျင်တီးနားအသင်းရဲ့လက်ရွေးစင်ဂိုးသမားဖြစ်တဲ့မာတီးနက်ကအက်စတွန်ဗီလာအသင်းကနေပြီးတော့ထွက်ခွာဖို့ပြင်ဆင်နေတာဖြစ်ပြီးယူနိုက်တက်ပါဝင်ဘာစီလိုနာအသင်းကလည်းသူ့ကိုစိတ်ဝင်စားနေပါတယ်။ပြိုင်ဘက်ကိုမတီမဲ့မြင်လှုပ်တတ်တဲ့ပုံစံတွေနဲ့တခါတလေမှာတော့မပြုတ်လို့သေးတဲ့အမားတွေကျူးလွန်တတ်တယ်ဆိုပေမဲ့မာတီးနက်ကတော့အတွေ့အကြုံကောင်းကောင်းရှိတဲ့ဂိုးသမားတစ်ယောက်ပါ။ချန်ပီယံလိယူရိုပါလိစတဲ့ဘဲဥရောပပြိုင်ပွဲမှာမကစားအချိန်မှာမန်ချက်စတာယူနိုက်တက်အတွက်ကစားသမားအသစ်ခေါ်ယူဖို့အတွက်ဆဲဆောင်နိုင်မှုအပိုင်းတွေအားနည်းလာနိုင်ပေမဲ့မာရီနက်ကတော့ယူနိုက်တက်အတွက်တင့်တော်တဲ့ဂိုးသမားတစ်ယောက်ဖြစ်လာမှာတော့တေချာသလောက်ရှိနေမှာပါအသင်းရဲ့လက်ရှိဂိုးသမားအိုနာနာဆိုရာနဲ့တွေ့ရတင်ချိုင်းဓာမဆိုင်ကြတဲ့ယူနိုက်တက်ရဲ့ပရိသတ်တွေကလည်းမနှောပါဘူးပရီးမီးယားလိရဲ့အဆိုအရဆုံးခေါ်ယူမှုတွေကတခုဖြစ်နေခဲ့သလိုဘယ်တော့မှကောင်းကျိုးမပြီးတော့မန်ယူအတွက်ကတော့နက်ဆိုးတကောင်ပါပဲအိုနာနာကပြီးခဲ့တဲ့ရာသီကရှုံးနေမှုပွဲတွေမှာသူမှမကင်းခဲ့ပါဘူးမန်ယူရောက်လာတဲ့အချိန်ကစပြီးတော့အခုချိန်ထိအမားတွေမရေတွက်နိုင်သလိုသူ့ကြောင့်အသင်းကမလိုအပ်ဖက်တဲ့ရုန်းကန်လိုက်ရတဲ့ပွဲတွေလည်းရှိပါတယ်မန်ယူကအိုနာနာအတွက်ဒေးဗစ်ဒဟေးယာလိုကစားသမားမျိုးလက်လွတ်ခဲ့ရတာပါဒီပုံစံတိုင်းဆိုရင်တော့လာမယ့်ရာသီမှာမန်ယူနီနဲ့အိုနာနာကိုတခြားဂိုးသမားတစ်ယောက်နဲ့အစားထိုးဝယ်ရှိနေပါတယ်ဒီလေရာသီတွေအစင်ဆက်မှာယူနိုက်တက်ကဂိုးသမားနဲ့ပတ်သက်ပြီးတော့စိတ်အေးလက်အေးနေခဲ့ရတာကြီးပါပဲဖန်နာဆာအစားဒီဂီယာအဆုံးအကုန်လုံးကသူနီးသူဟန်နဲ့သူစိတ်ချတဲ့ဂိုးသမားတွေကြီးပါပဲအခုတော့လက်ရှိဖြစ်တဲ့ဆရာကြီးအိုနာနာနဲ့တွေးမှာပဲဒီနေရာကယူနိုက်တက်အတွက်အားနည်းချက်ကြီးဖြစ်နေပါတော့တယ်ယူနိုက်တက်ကဂိုးသမားမရှိပဲကစားနေရတဲ့အသင်းနဲ့တူပါတယ်တပတ်ကဂိုးပေါက်ကန်ချက်တစ်ချိန်တိတ်ုံနဲ့ဂိုးပေးရဖို့က90%ရှိပါတယ်ဒီရာသီပေးခဲ့ရတဲ့အလုံးတွေမှာလည်းကန်ချက်မပြီးမပြော့အခြေအနေဖြစ်တာကိုဘာဗေရှီမှကြိုတင်ပြင်ဆင်မှုမရှိပဲဂိုးပေးရပြန်ပါတယ်ဒါဟာအချိန်ချင်းဖြစ်နေကြအမှားမျိုးဖြစ်တဲ့အတွက်သိန်းတော်ရဲ့ပြောင်းရွှေ့ကြည့်ရမယ်ဆိုရင်ရောင်းချသွားဖို့ယူနိုက်တက်ဘက်ကထွက်ခွင့်ပေးမှဖြစ်ပြီးတော့အိုနာနာမရှိမဲ့ယူနိုက်တက်ဟာအနာဂတ်အသစ်မှာပုံမတောက်ပလာဖို့ရှိတဲ့အနေအထားမျိုးပါအိုနာနာနေရာကိုအစားထိုးဖို့စီစဉ်ရပါအောင်မယ်ခင်ဗျာ